ဒီဗီဒီယိုမှာတော့10နှစ်လောက်ကြာပြီဖြစ်တဲ့ Acer laptop ကိုဒီဘက်ခေတ်မှာသုံးလို့ရအောင်ကျွန်တော်ပြန်ပြီးတော့ restore လုပ်ကြည့်မယ်။သူ့ထဲမှာထည့်ထားတာက hard disk drive ဆိုတော့ boot data စက္ကန့်50လောက်ကိုကြာပါတယ်။ battery ကလည်းလုံးဝကိုလစ်သွားပြီဘယ်လိုပဲအားသွင်းအားမဝင်တော့ဘူး။ CPU က Core i5 6200U ဆိုတော့ 6th generation Skylake ဖြစ်လိမ့်မယ်။ memory ကတော့ 8GB ပါတယ်။ background မှာ Windows update တွေဆွဲနေတာဖြစ်လို့ဘာမှမသုံးရင်တော့မှ disk usage က100%ထိကိုတက်တယ်။ YouTube ဖွင့်ပြီးကျွန်တော်ဗီဒီယိုကျွန်တော်ပြန်ကြည့်ကြည့်ရ speaker ကလုံးဝကိုကွဲနေတဲ့အတန်ထွက်နေပါတယ်နောက်ပြဿနာတစ်ခုကပန်ကလေးတယ်ဆိုလို့ရှိရင်ခါပြီးတော့မှအတန်ကအခုလိုမျိုးထွက်နေပါတယ်CPU fan ပါလဲရမယ်ဆိုတော့ AliExpress ကနေပြီးတော့မှမှာထားတာရောက်လာပါပြီစပြီးတော့ဖြုတ်မယ်ဆိုပြီးအနောက်ဘက်ကိုလန်လိုက်တာ Randy တစိမ့်တီတော်တော်များများတွေ့တယ် Acer ကုမ္ပဏီကကတ်ထားတာတစ်ခုမြန်မာ official တွင်းတဲ့ကုမ္ပဏီကကတ်ထားတာက3ခုကွန်ပျူတာအယောင်းဆိုင်ရာကတ်ထားတာကနောက်ထပ်3ခုတုံတစ်ခုနှစ်ခုလောက်ကတ်ရင်ရပြီပဲဦးနော် speaker ကတော့မြင်တဲ့အတိုင်းပဲကွဲနေပါတယ် hard disk drive တက်ထားတဲ့ကွန်ပျူတာတွေကို SSD လဲလိုက်တယ်ဆိုလို့ရှိရင် performance တော်တော်လေးကိုတက်လာတာကိုတွေ့ရမှာပါဒီ hard disk ကအတန်ကနည်းနည်းလေးတော့ခါနေပြီပေါ့နော်လုံးဝပြတ်နေတဲ့ battery ကိုလည်းကျွန်တော်တို့လဲမယ်ဖန်ကတော့တွေ့တဲ့အတိုင်းပဲတော်တော်ကြီးကိုခါနေပြီပေါ့နော်အဲ့ဒါကြောင့်မလို့အတန်ကကက်ဆိုပြီးဖြစ်နေတယ်ပြီးတော့ရင်ဖန်ကိုထိန်းထားတဲ့ net တွေဘာတွေရလဲဘာမှမရှိဘူးအတိုင်လေးနှစ်ခုပေါ်မှာဒီဇိုင်းလေးတင်ထားတယ်အနောက်ဖုန်းလေးကိုပြန်တက်လိုက်တော့မှဖန်ကိုထိန်းထားတယ်လို့မျိုးဖြစ်တာပေါ့နော်ဒီ model design ဘိုင်းကတိတ်တော့မမိုက်ဘူး heatsink မှာတော့တွေ့တဲ့အတိုင်းပဲဖုန်းလေးကအခုလိုမျိုးပိတ်နေပါတယ်ဒီဖုန်းလေးအကုန်လုံးတော့ကျွန်တော်အရက်ပြန်တဲ့တီတီဆရာလေးကိုတိုက်ပြီးတော့မှဆေးပါမယ်သူ heatsink မှာကျွန်တော်တွေ့ရတာကတော့ thermal paste အပြင်ကို thermal pad တီတီလေးပါပါတယ် thermal pad ကတော့ platform controller hub ကိုအေးအောင်လို့ကတ်ထားတယ်လို့ထင်တာပဲပေါ့နော် GPU ဘက်မှာဆိုလို့ရှိရင်လည်း GPU DRAM ကို thermal pad နှစ်ခုကတ်ထားတာရှိတယ်အဲ့ဒီ thermal pad တွေကိုပါအသစ်လဲဖို့အတွက်ကျွန်တော် thermal pad size စုံလေးမှာထားရတယ်ပေါ့နော်ဒီကနေပြီးတော့မှအဆင်ပြေတဲ့အထူပါးလေးကိုရှာပြီးတော့မှပြန်တက်မယ်Apple ဆိုလို့ရှိရင်အရင်သူတို့ထုတ်ခဲ့တဲ့ Intel MacBook တွေမှာဒီ PCH ပေါ်မှာလုံးဝ thermal pad ကော thermal paste ကောမထည့်တာကိုကျွန်တော်တွေ့ရတယ် CPU fan တက်တာကလည်းအခုလိုမျိုးငုတ်တိုင်တစ်ခုပေါ်မှာသွားပြီးပြန်တက်လိုက်တယ်ဆိုလို့ရှိရင်ကိုပဲ okay ပြီဒီ design ကတိတ်တော့မမိုက်ဘူးပေါ့နော် battery က 4 cell lithium ion battery ဆိုတော့အားတော့အကြာကြီးခံမှာမဟုတ်ဘူးဒီထဲမှာရေးထားတဲ့အတိုင်းဆိုလို့ရှိရင်2800 mAh ရှိရယ် watt hour နဲ့ဆိုလို့ရှိရင်တော့ 41.4 watt hour လို့တော့ရေးထားပါတယ်battery ကိုထိန်းတဲ့ double take တို့ဘာလို့လဲဘာမှမပါဘူးဒီတိုင်းလေးပဲတက်လိုက်အောင်မယ်အနောက်ဖုံးတက်မှာရှိသမျှဟာတွေအကုန်လုံးထိန်းတဲ့ပုံစံမျိုးဖြစ်နေ speaker ဖြုတ်ပြီးတော့မှနှစ်ခုရှင်းကြည့်လိုက်တာကျွန်တော်သတိထားမိတာကကျိုးကအထူနဲ့အပါနဲ့နည်းနည်းတော့ကွာတယ်ပေါ့နော်ဒါပေမဲ့လည်းတက်ရတာအဆင်ပြေတယ်ဆိုတော့ပြဿနာတော့ရှိမှာမဟုတ်ဘူးနောက်ဆုံးတက်ဖို့ကျန်တာကတော့ solid state drive WD green ကိုမှကျွန်တော် 480GB တက်ပြီးတော့မှသုံးပါမယ် WD SSD က made in Malaysia အပေါ်က Toshiba က made in Philippines hard disk drive တွေကဘယ်တော့မှများ made in မြန်မာဆိုပြီးတော့ရမလဲမသိဘူး solid state drive တက်တော့မှပဲကျွန်တော်ပြန်ပြီးတော့မှသတိထားမိရဲ့ hard disk ကိုတက်တဲ့နေရာမှာဘာ net တွေဘာမှမရှိဘူးပေါ့နော် rubber လေးနဲ့ပဲထိန်းထားတာဒီ laptop က UEFI BIOS နဲ့လာတယ်ဆိုတော့ကျွန်တော်တို့ Windows တင်တဲ့အချိန်မှာ GPT နဲ့တင်တာကပို့ပြီးတော့မှအဆင်ပြေမယ်လွန်ခဲ့တဲ့10နှစ်ကဆိုပေမဲ့ secure boot တွေပါတယ်လည်း support ပေးရဆိုတော့ကျွန်တော် Windows 11နဲ့တင်လိုက်ပါတယ် Windows 11ကိုဟိုကြော်ဒီခွာနဲ့စက်ဟောင်းတွေမှာတင်နေဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုလုပ်ထားပေးတာကြီးအများကြီးရှိရပေါ့နော်ကျွန်တော်ရဲ့ channel မှာတွားပြီးတော့ရှာကြည့်လို့ရပါတယ် solid state drive တက်လိုက်တော့ boot တက်တဲ့အချိန်ကတော်တော်လေးကိုမြန်သွားတယ်ဒါတော့မှဒီ Windows 11နေပါတယ် bloatware တွေပါတယ်ကျွန်တော်ဘာမှ uninstall မလုပ်ရသေးဘူး18 second နဲ့ကို boot တက်ပါတယ် temperature တွေကိုကျွန်တော်ပြန်စစ်ကြည့်လိုက်တော့ CPU ဆိုလို့ရှိရင်အနည်းဆုံးက50 degree အများဆုံးဆိုလို့ရှိရင်69 degree လောက်ရှိရဆိုတော့ normal ပဲလို့ပြောလို့ရတယ် GPU ဆိုလို့ရှိရင်လည်း50 degree ရနေပြီးတော့မှအပူဆုံး59 degree လောက်ရှိတယ် battery က adapter ဖြုတ်ပြီးတော့မှသုံးနေဆိုလို့ရှိရင် YouTube ကြည့်တာတို့ဘာလို့ညတို့လောက်ကတော့3နာရီလောက်တော့ကြည့်လို့ရမယ်ထင်တာပဲကိုမှရှိရဟိုးရင်က Windows laptop တွေကိုပို့ပြီးတော့မှမြန်ကျင်တယ်ဆိုလို့ရှိရင်တော့ hard disk drive ကနေပြီးတော့
solid state drive တာပြောင်းလိုက်ပါ performance ကတော်တော်လေးတိတိတတ်တာကိုတက်လာပါလိမ့်မယ် GPU ကလည်း 940MX တောင်ပါတယ်ဆိုတော့ January တို့ဘာလို့တိုက်တာတော့ကတော့ higher setting ကို AACC လေးတိုက်လို့ရတယ်ဒီ laptop ဆိုလို့ရှိရင်ရုံ3ကြောင်း3လောက်ကတော့ဒီနေ့ KT AACC ပဲသုံးလို့ရနေသေးတယ် January 0 hour မှာ Husky 2စီးနဲ့တရုတ်ကိုတက်တိန်တဲ့ပုံစံလေးစောကြည့်ကြည့်တာငယ်ရောကဘွားကိုတော့တော်တော်လေးသတိရပါပါတယ်ဒီကနေ့ video ကတော့ဒီလောက်ပါပဲကျွန်တော်နောက် video နဲ့အတူပြန်လာခဲ့ပါမယ်